Biomedical Science တက်တဲ့အခါမှာဒီ exam တွေများတာစာရေးအများကြီးလုပ်ရပြီးအဆိုးဆုံးရင်ဆိုင်ရတဲ့အရာနှစ်ခုရှိရယ်ပထမတစ်ခုကကျတော့ lab partner ပေါ့နော်တို့ဒါတို့ဒီတော်တော်များတော့ထင်ကြမယ်ပေါ့ lab လုပ်တဲ့အခါမှာ partner ရှိလို့ရှိရင်တယောက်တစ်ဝက်ခွဲယူရတာ group work တွေဆိုလဲကိုယ်ပိုင်းနဲ့ကိုယူရဆိုတော့ပို့ပြီးတော့တတ်တာမယ်ပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ကောင်းထင်နိုင်မယ်ပေါ့နော်ဒါပေမဲ့ဒီတို့ဒါတို့ lab partner ဆိုလို့ရှိရင် chemistry မှာဆိုလို့ရှိရင်အမြဲ2ယောက်လုပ်ရတယ်ပေါ့နော် physiology ကိုလို့ genetic engineer ရိုးလိုမျိုးဆိုလို့ရှိရင် lab partner 4ယောက်ကနေ6ယောက်ထိလုပ်ရတယ်ပေါ့နော်ပထမဆုံး lab partner 2ယောက်လုပ်ရတဲ့ဟာကိုဒါရှင်းပြမယ်ဒီကိုက lab partner နဲ့ကိုလိုရမယ့်အပိုင်းတွေကိုပတ်1ပတ်2ခွဲယူရတယ်။အဲ့ပတ်1နဲ့ပတ်2နဲ့ကမဆက်ဆက်နေဘူးဆိုရင်တော့ကိစ္စမရှိဘူး။တကယ်လို့အဲ့နှစ်ခုကဆက်ဆက်နေရင်ဆိုလို့ရှိရင်ဒီ partner တစ်ယောက်ကလောက်တာမှားသွားပြီဆိုလို့ရှိရင်နောက်ထပ် partner ကပါသူလောက်ထားတဲ့ဟာမှန်နေလဲပြန်ပြီးတော့ပြင်ရရဲအဲ့တော့တယောက်မှားလို့ရှိရင်နောက်တစ်ယောက်ကပါ auto မှားပြီးတော့အချိန်ပိုးကြရဲလူလဲပင်မန်းနဲ့ဒီ lab ထဲမှာအကြာကြီးနေရတော့ stress တွေလေးပြီးရပေါ့နော်နောက်တစ်ခုကကျ group work လုပ်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒီတွေ့တာတို့ biomedical science မှာဘယ်လိုဖြစ်နေလဲဆိုတော့ GED နဲ့လာတဲ့ကျောင်းသားလေးတွေကကြတော့16 ဆက်ခွန်ပေါ့နော်ဒီစေကျော်သက်ပတ်ဝန်းကျင်လေးတွေလာတယ်ဆေးကြောင်းနောက်ဆုံးနှစ်နဲ့လာတဲ့သူတွေကကြတော့25နှစ်အသက်30ပတ်ချာလေးတွေမှာရှိရဲ့အဲ့ကြတော့ဒီအသက်တွေကအရန်ကွာနေရပေါ့နော်အဲ့လိုကွာနေတဲ့အချိန်မှာနားလည်မှုမရှိတာတွေအတွေးအခေါ်မတူတာတွေနဲ့လုံးဝအဆင်မပြေရဲ့သူတွေလည်းတွေ့တာတွေ့ရရပေါ့နော်ကိုပြောတာကိုလည်းသူတို့ပဲတည်သူတို့ပဲတက်အဲ့လိုမျိုးပုံစံနေလဲရှိရဲတချို့ကကြောင့်ငေတည်းသူတွေကကြောက်ဘလို့တွေ့ရလဲဆိုတော့သူတို့ပဲလှုပ်ချင်တာလက်ကိုတစ်ဖက်သူပေးမလုပ်ဘူးပေါ့နော်အဲ့လိုမျိုးအသက်ကြီးပိုင်းနေရကြလေသူတို့လောက်တာပဲအမှန်ပေါ့နော်အဲ့လိုမျိုးတွေ့ရရဲဒီကကျတော့တော်တော်ဆိုးရဲ့ပြဿနာလို့ပြောရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ lab report ရေးရဒီတို့ဒါတို့ lab ပြီးသွားပြီဆိုတော့ lab ခန်းထဲကနေထွက်လိုက်ပြီးသွားပြီမဟုတ်ဘူး lab report တည်ရေးရတယ် lab report ရေးရဲ့အခါကျလို့ရှိရင်လည်းတို့ဒါတို့ဒီလုပ်တဲ့ lab က error ဆိုတာပါတယ်အဲ့ error ကဘာလို့ပါတာလဲရေးပေးရပေါ့နော်ကိုဝိတ်ချိန်တာများသွားလို့လားနေသွားလို့လားဥပမာအပူပေးရရဲ့ chemical ဆိုရင်အပူပေးရကဥပမာ80 degree centigrade ပေးရမယ်ဆိုရင်80 degree ကိုမရောက်တာလားကျော်သွားလားအဲ့လိုမျိုးလေးကိုဒီကြကြရေးပေးရတကယ်လို့မရေးပေးနိုင်ဆိုအမှတ်က short ခံရအဲ့ဒါနေတယ်တို့ဒါတို့short တော်တော်လေး short ပြီးတော့အမှတ်ပေးရဲ့အခါကြီးမှာ BC အဲ့လောက်ပဲရကြရပေါ့နော်အဲ့လိုမျိုးရှိရဲဒါတော့အခက်ခဲပေါ့နော်ဒီဆမ်မွေးအပြင်ဒီနှစ်ခုကလည်းတွေ့တာအမြင်မှာခက်ခဲတဲ့အရာကြီးလို့မြင်တာမို့လို့ biomedical science ကိုတက်မဲ့ကျောင်းသားတွေအတွက်တွေ့တာ sharing လုပ်ပေးရပါအားလုံးပဲဘိုင်ဘိုင်ပါ